ဒီမင်္ဂလာပေါင်းနဲ့ပြည့်စုံလာတဲ့နေရာမှာရှင်တော်မြတ်နတ်တာကလျာတို့အားပွဲချုပ်ရန်အချိန်ကြရောက်ပြီးမှုနန္ဒောနန္ဒာငါးပါးဥထိတ်ထား၍နှစ်ဖက်သောအဖို့ခွာများဖြစ်ကြသောဒီရိပြန်ချီဦးသိန်းဆွေဒေါ်မြတ်သိန်းကြီးဦးထွန်းလာဒေါက်တာခင်ဆန်းဝင်းဒေါက်တာကောင်းညွန့်ဒေါ်ဝင်းကြည်တို့အားအမှုထား၍တန်တရားဝတ်ဆင်းရဲ့အပေါင်းမှလွမြောက်ရန်အမှန်မျက်နှိပ်ပံကိုရည်တန်တောင်းဆိုအာယုံပြု၍အလှဒါယကဦးဖုံးပိုင်ဦးအလှဓာယိကာမဒေါက်တာစုစုလိုင်းတမ်းမြတ်ရတနာမောင်ဟိစိန်ကြီးနဲ့အလှဓာယကဘုံမှုမြတ်သူအလှဓာယိကာမဒေါ်ဖြူတန့်ပိုင်တမ်းမြတ်ရတနာမောင်တီဟသန့်မောင်ဖုံးပြေပိုင်တို့အားရှေးပါးပြေကြစုံလင်စွာဖြင့်တမဏေယပပ္ပဇရှင်သာမဏေဖြစ်သူသွတ်သွင်းချိမြင်ပြီးပြင်ဦးဖုံးပိုင်ဦးဒေါက်တာစုစုလိုင်းတို့၏တမိတာယရနာများဖြစ်ကြသောဝိမြတ်သွေမဝိမြတ်သင်းတို့အားကန္တဝုဆနာနာတာမင်္ဂလာသဘင်ဆင်ရင်ကျင်းပါတဲ့လူတော်မင်္ဂလာသဘင်ခမ်းနားကြီးပဲဖြစ်ပါလေရှင်တော်မြတ်နာတာကလျာတို့ဦးလုံးကြီးရှာပါLove with all your once more.